မင်္ဂလာပါရှင်ဒီနေ့မှာတော့အနုပညာလောကမှာအတော်လေးခရီးရိပ်သွားပြီးပြည်သက်တွေကြားမှာစိတ်ဝင်စားမှုအမြင့်ဆုံးဖြစ်နေတဲ့အကြောင်းအရာတစ်ခုကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ဒါကတော့အားလုံးစောင့်မျှော်နေကြတဲ့မင်းသားကျော်အောင်စပူပါဝင်သူရုပ်ဆောင်မဲ့ကန်ထူးရုပ်ရှင်စကားကြီးရဲ့ကြော်ပေးပွဲပဲဖြစ်ပါတယ်။ရောက်တဲ့နေရာတိုင်းမှာလူပင်လည်းဖြစ်လောက်အောင်ပဲအားပေးခံနေရတဲ့အောင်စပူရဲ့ဒီကနေ့ပုံရိပ်တွေကိုအတူတူကြည့်ရှုလိုက်ကြရအောင်နော်။စွန်လိုက်လား6ရက်နေ့ဒီကနေ့မနက်9:45မိနစ်အချိန်ကရန်ကုန်မြို့ကြောက်တော်ကြီးဖျားမှာဒရိုက်တာပြည်ဖြိုးနိုင်ကိုယ်တိုင်ပုံဖော်ရိုက်ကူးသွားမယ်ကန်ထူးရုပ်ရှင်စကားကြီးရဲ့ကြော်ပေးပွဲအခမ်းအနားကိုကျင်းပခဲ့တာပဲဖြစ်ပါတယ်။ဒီစကားမှာအဓိကမင်းသားအပြင်အောင်စပူနဲ့အတူရဲလွင်ဦးနော်ဖောအေထားမြေရတနာကျော်တို့အပြင်ထပ်မံပါဝင်မဲ့အမှုပညာရှင်များစွာလည်းတယောက်ခဲ့ကြတာကိုတွေ့မြင်ရတာပဲဖြစ်ပါတယ်။ဖျားရှိမှာကျင်းပတာဖြစ်လို့အေဂျင့်နဲ့လေတူကိုခန်းစားရပေမဲ့အောင်စပူရောက်ရှိလာတဲ့အချိန်မှာတော့ပြည်သက်တွေရဲ့အပိသံတွေနဲ့အတူလူပလေကြီးဖြစ်သွားခဲ့ရကတော့တကယ်ကိုအံ့ဩစရာပါပဲနော်အောင်စပူရဲ့ရေပန်းစားမှုကတော့တကယ်ကိုအထိုးအထိန်မှရှိနေတယ်လို့ဆိုရမှာပါပဲပြည်သက်တွေကလည်းသူနဲ့ပတ်သက်တဲ့သတင်းတွေကိုကြိုတင်သိရဖို့အထိစိတ်အားထက်သန်နေကြတာကိုလည်းတွေ့မြင်နေရပါတယ်ဒရိုက်တာပြည်ဖြူးနိုင်အနေနဲ့လည်းဒီစကားအတွက်ပြည်သက်အချစ်တော်တွေကိုစူးစီးထားတာဖြစ်တဲ့အတွက်ကန်ထူးဆိုတဲ့ခေါင်းစဉ်နဲ့အညီတကယ်ပဲရုပ်ရှင်လောကအတွက်ကန်ထူးတဲ့စကားဖြစ်လာမလားဆိုတာစောင့်ကြည့်ရမှာပါပြည်သက်တွေကလည်းအောင်စပူကိုဒီစကားရဲ့မှာဘလို့ပုံစံမျိုးနဲ့မြင်တွေ့ရမလဲဆိုတာကိုအခုကတည်းက comment တွေမှာရေးသားပြီးမျှော်လင့်ချက်တွေထားနေကြတာကိုလည်းတွေ့မြင်နေရပါတယ်အနုပညာရှင်တယောက်ရဲ့တကယ်အားပေးမှုကိုဒီလိုနေရာမျိုးမှာပဲအထင်အရှားမြင်တွေ့နိုင်တာမို့ဒီစကားရဲ့အောင်မြင်မှုကိုကြိုတင်မှန်းဆနိုင်လို့ပါပဲကဲအောင်စပူရဲ့ပြည်သက်ကြီးရဲ့ဒီကန်ထူးရုပ်ရှင်စကားတွေမှာအောင်စပူကိုဘလို့ဇက်ကောင်မျိုးနဲ့မြင်တွေ့ချင်းကြလဲဆိုတာကိုအောက်ကခွန်မဝင်ရောက်ဆွေးနွေးပြီးသွားကြပါအောင်နော်နောက်ထပ်လည်းအနုပညာသတင်းတွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပြီးမှဖြစ်လို့ကျမတို့ channel ကို subscribe လုပ်ထားဖို့လည်းမမေ့ကြပါနဲ့ဟုတ်ဒီနေ့တော်တော်ဒီလောက်ပါပဲရှင်အားလုံးကိုကျေးဇူးတင်ပါတယ်